တနေ့ကြလို့ရှိရင်တော့သိခြင်းနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်ပေါ့မသိတဲ့လူတယောက်မှမရှိဘူးလို့ကျမ်းမာမာကြီးနဲ့လဲသိခြင်းသိတာပဲအဲ့ဒါကြောင့်မို့လူတွေဟာတကယ်ကြည့်မယ်ဆိုရင်စိတ်ပူเสียပျော်နိုင်လို့သာပျော်နေကြတာတကယ်စဉ်းစားကြည့်ရင်ပျော်เสียတကွက်မှမရှိဘူးလို့ဒီလိုပြောပျော်เสียတကွက်မှမရှိဘူးကြမ်းဖန်ပြီးတော့သာပျော်နေကြတာအဲ့ဒါကိုမြတ်စွာဘုရားကဆင်ញင်သုံးသပ်ပြီးတော့အယံလောကောတန္တာပသာတော်ဒီလောကကြီးဟာစိတ်ပူနေကြတာပါလားတရားဝါတွေအားလုံးဟာစိတ်ပူနေကြတာဖတ်တပရိတောအာယုန်နေနဲ့ဆက်သွယ်မှုပြီးတော့ဆက်သွယ်မိပြီးတော့နော်ဆက်သွယ်မိပြီးတော့လူတွေဟာအာယုန်နဲ့ဆက်သွယ်မှုချောင်းတော့မဟုတ်စိတ်ပူเสียအာယုန်နေနဲ့ရှင်တဲ့နှလုံးထဲမှာရောက်ရှိလာတဲ့အခါစိတ်ဆင်းရဲမှုတွေခံစားနေကြသို့တော့အဲ့လိုစိတ်ထဲမှာမကျေနပ်เสียအာယုန်နေဆင်းရဲဒုက္ခတွေနဲ့စိတ်ပူနေရတော့လည်းပဲအဲ့ဒီစိတ်ပူနေတာကိုတဘာဝတရားလို့မရှုမြင်နိုင်ပဲနဲ့ဘယ်လိုရှုမြင်လို့ဆိုရောဂံဝတ္တတိအတ္တတော်တဲ့ကိုယ်ဘဝမှာအမြဲတမ်းနာကျင်ပွဲကောင်းတဲ့ဆင်းရဲဒုက္ခကြီးကိုလည်းငါလို့ပဲသတ်မှတ်နေကြတယ်ငါနေမကောင်းဘူးဟုတ်လားငါနေမကောင်းဘူးငါယောဂရှိနေတယ်ဟောငါနဲ့သတ်မှတ်ပြီးတော့လူတွေဟာစိတ်ပူမှုကိုပဲငါလို့သတ်မှတ်ပြီးတော့တခါနေကြပြန်တယ်တဲ့ဟုတ်တယ်လောကကြီးမှာတဘာဝယုတ်တရားအတိုင်းတဘာဝနံတရားတွေအတိုင်းဖြစ်ပြနေတယ်လို့မမြင်နိုင်ဘူးတစုံတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်ငါရင်ထဲမှာပူတယ်ငါစိတ်တွေပူတယ်ငါစိတ်မကောင်းဘူးဒီလိုပဲကိုယ်စိတ်ကိုပဲငါအဖြစ်ပူလောင်နေတဲ့ဆင်းရဲဒုက္ခကိုငါအဖြစ်သတ်မှတ်ပြီးတော့နေကြဒါလောကရဲ့သဘာဝလို့ဖြစ်ငါအဖြစ်သတ်မှတ်ပြီးတော့လောကမှာပူလောင်မှုတွေနဲ့ဒီလိုဘဝမှာနေကြရတဲ့ပုဂ္ဂိုလ်တွေမှာကိုယ်ထင်တဲ့အတိုင်းရောဖြစ်သလားကိုကငါလို့သတ်မှတ်တယ်ငါဟာလို့သတ်မှတ်တယ်ဆိုတဲ့ငါပိုင်တယ်လို့သတ်မှတ်တယ်ဆိုတဲ့ဒီသတ်မှတ်ချက်တွေအတိုင်းဖြစ်ရလားလို့ဆိုမြတ်စွာဘုရားကဆက်ပြီးတော့မိန့်တာယေနဟိမညတိတတောတံဟောတိအညထာတဲ့ကိုထင်တာတွေတခုမှမဖြစ်ဘူးတဲ့အလုံးဟာတလွဲပဲတဲ့နော်ယေနဟိမညတိထင်တာတွေတတောတံဟောတိအညထာကိုထင်တဲ့အတိုင်းမဖြစ်ဘူးတလွဲပဲဖြစ်တာတဲ့အမြဲတမ်းချမ်းသာမယ်ထင်ရင်လည်းချမ်းသာခြင်းမှချမ်းသာမယ်စီဝါဥစ္စာတွေရောင်းလို့မြတ်မယ်ထင်ရင်လည်းရှုံးရင်ရှုံးသွားတယ်ဟောနေကောင်းမယ်ထင်ပေမဲ့နေမကောင်းတာဖြစ်ခြင်းလည်းဖြစ်သွားတယ်အစင်ပြေမယ်ထင်ပေမဲ့အစင်မပြေဘူးဖြစ်ခြင်းဖြစ်တယ်လောကကြီးဟာကိုထင်တဲ့အတိုင်းမဖြစ်ဘူးတဲ့တလွဲကြီးပဲဖြစ်နေတတ်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ရှုမြင်သုံးသပ်ပြတယ်အညထဘာဝီအဲ့ဒါလို့တလွဲတခြားဖြစ်နေ